အဲ့ဒီလူကဘေးနားမှာလူမရှိတော့တဲ့အထိစောင့်ပြီးကြေးစလုံးတစ်ခုကိုဖန်တီးလိုက်တယ်ပြီးတော့100 တန်ဒေါ်လာကိုတရွက်ကိုထုတ်ပြီးစလုံးနဲ့ထည့်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲပတ်စံ30ရွက်ထွက်လာတယ်ဒါပေမဲ့ပတ်စံအားလုံးက serial number တွေတူနေကြတယ်တကယ်တော့မကြခင်လေးတင်ကအစားတောက်တွေလိုက်ပို့ရင်အဲ့ဒီလူကအဖိုးကိုတယောက်ရဲ့ကြေးစလုံးကိုမတော်တဆဝင်တိုက်မိခဲ့တာအဖိုးကရော်ကြီးဒေါ်လာ1000တောင်းပေမဲ့အဲ့ဒီလူစီမှာဒေါ်လာ200ပဲရှိခဲ့တယ်ပတ်စံယူပြီးတဲ့နောက်အဖိုးကကြေးစလုံးကိုအဲ့ဒီလူစီပေးခဲ့တဲ့ဒါကဥစ္စာဌာနနဲ့မင်းကောင်းချီးပေးထားတဲ့ရတနာတိုက်စလုံးလို့ပြောခဲ့တယ်အဖိုးကိုထွက်သွားပြီးတဲ့နောက်ကြေးစလုံးကနေရွှေရောင်လင်းနှန်းတွေရုတ်တရက်ထွက်ပေါ်လာပြီးအဲ့ဒီလူရဲ့မျက်စိရှိတင်ချက်ချင်းပျောက်ကွယ်သွားခဲ့တယ်တေချာလေးလာပြီးတဲ့နောက်ကြေးစလုံးကိုသူ့ရဲ့စိတ်ကူးနဲ့ထိန်းချုပ်လို့ရမှန်းအဲ့ဒီလူတိလိုက်ရတယ်သူသုံးချင်တဲ့အချိန်တိုင်းမှာစလုံးကအဲ့ဒီအချိန်မှာတင်ပေါ်လာလိမ့်မယ်အဲ့ဒီလူကဇုံလုံးထဲကနံပါတ်10ကိုသတိထားမိသွားတယ်သူကသူ့ရဲ့မိသားစုအမွေနဲ့ဆွဲသီးကိုစလုံးထဲထည့်လိုက်နောက်တစ်စက္ကန့်မှာပဲဇလုံးထဲကနေပုံစံတူဆွဲသီး10ခုထွက်လာတယ်အဲ့ဒီနောက်အဲ့ဒီလူကရှေးဟောင်းပစ္စည်းဆိုင်ကိုသွားခဲ့တယ်စစ်ဆေးပြီးတဲ့နောက်ဆိုင်ရှင်ကအားလုံးကိုဒေါ်လာ2သိန်းနဲ့ဝယ်လိုက်တယ်အဲ့ဒီလူကသူချမ်းသာတော့မယ်ဆိုတာသိသွားပြီးဒေါ်လာ2000တန်တန်မိုးကြီးဝိုင်းတစ်ပလင်းကိုဝယ်လိုက်တယ်ပြီးတော့ဝိုင်း10ပလင်းဖန်တီးဖို့ဇလုံးကိုတုံးခဲ့တယ်နောက်တစ်ဆင့်မှာအဲ့ဒီလူကပြန်လဲရောင်းဆိုင်ကိုသွားခဲ့တယ်ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကဝိုင်းကိုစစ်ဆေးပြီးတဲ့နောက်သူ့စီဒေါ်လာ2သိန်းချက်ချင်းလွှဲပေးခဲ့ပြန်တယ်အဲ့ဒီအမျိုးသမီးကအဲ့ဒီလူဟာတာမန်လူမဟုတ်မှန်းရိပ်မိသွားလို့နောက်ရောင်းစရာပစ္စည်းရှိရင်ဆက်သွယ်ဖို့သူ့ရဲ့ဆက်သွယ်ရန်အချက်လက်တွေကိုပေးခဲ့တဲ့ပတ်စံရှာတာပုံမြန်ဆန်စေဖို့အဲ့ဒီလူကနာရီဆိုင်ကိုသွားပြီးဒေါ်လာ6000တန်စိန်ခန်းနာရီတစ်လုံးကိုဝယ်ခဲ့တဲ့ဆိုင်ရှင်ကအဲ့ဒီနာရီကတန်ဖိုးတော်တော်ထိန်းနိုင်တယ်လို့ပြောတယ်အိမ်ပြန်ရောက်တဲ့အခါအဲ့ဒီလူကဇလုံးကိုဆင့်ခေါ်ပြီးနာရီကိုအထဲထည့်လိုက်တယ်မကြခင်မှာပဲဇလုံးထဲမှာပုံစံတူနာရီတွေအပုံလိုက်ပေါ်လာတယ်အဲ့ဒီလူကချမ်းသာတဲ့အမျိုးသမီးစီဖုန်းဆက်ပြီးသူ့မှာစိန်ခန္ဓာကြီးတွေအများကြီးရှိတယ်လို့ပြောခဲ့တယ်ပြီးတော့သူမပေးတဲ့လိပ်စာကပြန်လဲရောင်းဆိုင်ကိုတွားခဲ့တဲ့ဆိုင်ရှင်ကအဲ့ဒီလူဟာအဲ့ဒီအမျိုးသမီးမိတ်ဆက်ပေးလိုက်တဲ့လူမှန်မြင်တဲ့အခါချက်ချင်းပဲအမြင့်ဆုံးအဝယ်ဈေးကိုပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီလူကပတ်စံဝင်တာနှေးသေးတယ်လို့ခံစားနေရတော့မယ်သူကချမ်းသာတဲ့အမျိုးသမီးကိုလောလောဆယ်ပဲပစ္စည်းကတန်ဖိုးအရှိဆုံးလဲလို့မေးခဲ့တယ်သူမကရွှေလို့ပြောတာကိုကြားပြီးတဲ့နောက်အဲ့ဒီလူကကြောက်မြတ်ရတနာဆိုင်ကိုတွားပြီးသူ့ရဲ့စုဆောင်ထားသမျှပတ်စံအားလုံးကိုတုံးပြီးရွှေတုံးတတုံးဝယ်ခဲ့တယ်သူကရွှေတုံးကိုဘေးနားမှာလူမရှိတဲ့နေရာကိုယူသွားခဲ့တယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ရွှေတုံးကိုစလုံးထဲထည့်ပြီးတဲ့နောက်အပိုရွှေတုံးတွေထွက်မလာရုံတင်မကပဲမူရင်းရွှေတုံးမှာပျောက်ကွယ်သွားခဲ့ပါတော့တယ်